ဗိဓမာစာပေလေ့လာခြင်းပထမအဆင့်စိတ်ပိုင်းစာမျက်နှာ16ပူဇော်ခြင်းအဟိတ်ကရိယာစိတ်3ပါးဖြစ်ပုံအဟိတ်ကရိယာစိတ်3ပါးဖြစ်ပုံမှာဥပိ္ပခတဟကိုပင်စဒွါရာဝိဇ္ဇံစိတ်တစ်ပါးအတိပ္ပယ်ကအလဲအလက်ခံစားခြင်းသဘောနှင့်တကွဖြစ်သောငါးဒွါရ၌ထင်လာသောအာယုံကိုစင်ကျင်နှလုံးသွင်းတတ်သောစိတ်တစ်ပါးနှင့်ဥပိ္ပခတဟကိုမနောဒွါရာဝိဇ္ဇံစိတ်တစ်ပါးအတိပ္ပယ်ကဥပိ္ပခတဟကိုအလဲအလက်ခံစားခြင်းသဘောနှင့်တကွဖြစ်သောမနောဒွါရဝိဇ္ဇံစိတ်မနောဒွါရ၌ထင်လာသောအာယုံကိုစင်ကျင်နှလုံးသွင်းတတ်သောစိတ်တစ်ပါးသောမနတတဟကိုဟတ္တိတုပ္ပစိတ်တစ်ပါးနံပါတ်3သောမနတတဟကိုဟတ္တိတုပ္ပစိတ်တစ်ပါးအတိပ္ပယ်ကသောမနတတဟကိုနှစ်သက်ဝမ်းမြောက်ခြင်းသဘောနှင့်တကွဖြစ်သောဟတ္တိတုပ္ပစိတ်ပြုံးရခြင်းမြကိုသာဖြစ်စေတတ်သောစိတ်တစ်ပါးပေါင်းအဟိတ်ကရိယာစိတ်3ပါးဖြစ်ပါတယ်အဟိစိတ်18ပါး၌မှတ်တမ်းထားရမည့်အတုံးနှုံများနှင့်ရေတွက်ပုံမှာအကုသလဝိပဿစိတ်ဆိုရင်ဒီမှာသူကစက်ဝိုင်းအမဲလေးတွေပဲဖြစ်ပါတယ်စက်ဝိုင်းမဲလေးတွေက1 2 3 4 5 6ခုဖြစ်ပါတယ်စက်တော်ဂါစီကာနေရာမှာကြတော့တရိကံအမဲလေးဖြစ်ပါတယ်ပြီးတော့တန်တီဒီအမဲလုံးလေးတွေကဥပိ္ပခတဟကုတ်ကိုကိုစားပြုပါတယ်တရိကံအမဲလေးကတော့ဒုက္ခတဟကုတ်ကိုကိုစားပြုပါတယ်စက်ကစက္ခုဝိညာဉ်တောကသောတဝိညာဉ်ဂါကဂါနဝိညာဉ်ဇိကဇေဝဝိညာဉ်ကာကကာယဝိညာဉ်တန်ကတန်ပဋိဆိုင်တီကတန်တီရဏကိုစားပြုပါတယ်အာကုတလဝိပဿစိတ်9ပါးအဟိတ်ကုတလဝိပဿစိတ်10ပါးမှာကြတော့စတ်တောဂါဇိအထိကစဝိုင်းအမဲလေးတွေဖြစ်ပြီးတော့ကာနေရာမှာကြတော့သူကအဖြူလေးဖြစ်သွားပါတယ်တရိကံအဖြူလေးဒီတရိကံအဖြူလေးကဒုက္ခတဟကုတ်ကိုစားပြုပါတယ်နောက်တန်ပဋိဆိုင်ကတော့အပေါ်ကအတိုင်းပဲအမဲလေးဖြစ်ပြီးတော့နောက်သောမနတတဟကုတ်ကိုစားပြုတော့တန်တိရဏစိတ်သောမနတတဟကိုစားပြုတော့ဆက်လုံးအဖြူလေးတစ်ခုပို့ပါလာပါတယ်ပြီးတော့အနောက်ကဆက်လုံးအမဲလေးအဲ့တော့အတိတ်ပဲကတော့ဆက်လုံးမဲလေးတွေကဥပိ္ပခတဟကုတ်ကိုစားပြုတယ်တရိကံအဖြူလေးကဒုက္ခတဟကုတ်ဆက်လုံးအဖြူလေးရကြတော့သောမနတတဟကုတ်ကိုစားပြုပါတယ်စက်ကတော့အပေါ်အတိုင်းစက္ခုဝိညာဉ်တောကသောတဝိညာဉ်ဂါကဂါနဝိညာဉ်ဇိကဇိဝဝိညာဉ်ကာကကာယဝိညာဉ်တန်ကတန်ပဋိဆိုင်တီကတန်တိရဏနောက်တီကလည်းတန်တိရဏစိတ်ကိုစားပြုပါတယ်အဟိကရိယာစိတ်3ပါးမှာဆိုရင်ဥပိ္ပခတဟကုတ်စိတ်က2ပါးသောမနတတဟကုတ်စိတ်က1ပါးတွေ့ရပါမယ်ပင်စဒွါမနောဒွါဟတ္တိဒီစဝိုင်းအမဲလေးကဥပိ္ပခတဟကုတ်ကိုစားပြုပြီးတော့စဝိုင်းဖြူလေးကတော့သောမနတတဟကုတ်ကိုစားပြုပါတယ်ပင်စဒွါကပင်စဒွါရာဝိဇ္ဇံမနောဒွါကမနောဒွါရာဝိဇ္ဇံဟတ္တိကဟတ္တိတုပ္ပစိတ်ကိုစားပြုပါတယ်ဒွေပင်စဝိညာဉ်10ပါးဒွေပင်စဝိညာဉ်10ပါးမှာဆိုရင်အာကုတလဝိပဿစိတ်မှာစက္ခုဝိညာဉ်စိတ်တစ်ပါးအဟိကုတလဝိပဿစိတ်မှာစက္ခုဝိညာဉ်စိတ်တစ်ပါးပေါင်းလိုက်ရင်စက္ခုဝိညာဉ်2ပါးဆိုတော့စက္ခုဝိညာဉ်ဒွေဆိုတာ2ပါးကိုစားပြုပါတယ်နောက်သောတဝိညာဉ်ဒွေဆိုလေအာကုတလဝိပဿစိတ်မှာ1ပါးအဟိကုတလဝိပဿစိတ်မှာ1ပါးပေါင်း2ပါးနောက်ဂါနဝိညာဉ်ဒွေသည်လည်းထို့နည်း၎င်းပါပဲအာကုတလဝိပဿစိတ်မှာ1ပါးအဟိကုတလဝိပဿစိတ်မှာ1ပါးဇေဝဝိညာဉ်သည်လည်းအာကုတလဝိပဿစိတ်မှာ1ပါးအဟိကုတလဝိပဿစိတ်မှာ1ပါးကာယဝိညာဉ်သည်လည်းအာကုတလဝိပဿစိတ်မှာ1ပါး
အာဟိကုတလဥပ္ပစိတ်မှာတစ်ပါးဘောင်း2ပါးစီဖြစ်ပါတယ်ဒါကြောင့်စက္ခုဝိညာဉ်တွေသောတာဝိညာဉ်တွေဂါနဝိညာဉ်တွေဇိဝဝိညာဉ်တွေကာယဝိညာဉ်တွေဆိုပြီးတော့ပေါင်းလိုက်လို့ရှိရင်တွေပင်စဝိညာဉ်10ပါးတွေက2ပင်စက9နှစ်5လီ10ပေါင်း10ပါးဖြစ်ပါတယ်စက္ခုဝိညာဉ်တွေဟုဒီကတဲ့အကုတလဥပ္ပစိတ်9ပါး၌စက္ခုဝိညာဉ်စိတ်1ပါးအာဟိကုတလဥပ္ပစိတ်10ပါး၌စက္ခုဝိညာဉ်စိတ်1ပါးဘောင်း2ပါးဖြစ်ပါတယ်သောတာဝိညာဉ်တွေဟုဒီကအကုတလဝိပဿစိတ်9ပါး၌သောတာဝိညာဉ်စိတ်1ပါးအာဟိကုတလဝိပဿစိတ်10ပါး၌သောတာဝိညာဉ်စိတ်1ပါးဘောင်း2ပါးဖြစ်ပါတယ်ဂါနဝိညာဉ်တွေဟုဒီကအကုတလဝိပဿစိတ်9ပါး၌ဂါနဝိညာဉ်စိတ်1ပါးအာဟိကုတလဝိပဿစိတ်10ပါး၌ဂါနဝိညာဉ်စိတ်1ပါးဘောင်း2ပါးဖြစ်ပါတယ်ဇိဝဝိညာဉ်တွေဟုဒီကအကုတလဝိပဿစိတ်9ပါး၌ဇိဝဝိညာဉ်စိတ်1ပါးအာဟိကုတလဝိပဿစိတ်10ပါး၌ဇိဝဝိညာဉ်စိတ်1ပါးဘောင်း2ပါးဖြစ်ပါတယ်ကာယဝိညာဉ်တွေဟုဒီကအကုတလဝိပဿစိတ်9ပါး၌ကာယဝိညာဉ်စိတ်1ပါးအာဟိကုတလဝိပဿစိတ်10ပါး၌ကာယဝိညာဉ်စိတ်1ပါးဘောင်း2ပါးဖြစ်ပါတယ်အလုံးပေါင်းလိုက်တော့တွေပြင်စဝိညာဉ်10ပါးဖြစ်ပါတယ်စာမျက်နှာ16ပူဇော်ခြင်းပြပါပြီဓမ္မမိတ်ဆွေများကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေရှင်ယခုဓမ္မဒါနပြုသူကတော့ပန္တိစာနယ်ရီတာဖြစ်ပါတယ်ရှင်